လူတွေမှာပဲစောင်းတွင်းတွက်စောင်းတဲ့ရခါစူစောက်တတ်တာမဟုတ်ပါဘူးအခုမြင်နေရတဲ့ဒီချစ်စရာကောင်းတဲ့သူရိဆိုင်လေးကသူ့ရဲ့စောင်းရာသီစားဝတ်နေရေးအတွက်တနွေလုံးအလုတ်ရှုံနေရတာပါဒီကောင်လေးရဲ့နာမည်ကတော့ပီကာလို့ခေါ်ပါတယ်သူတို့ကတခြားသူရိဆိုင်တွေလိုစောင်းခိုပြီးအဖက်တက်တဲ့အလိအထားမရှိကြပါဘူးဒါကြောင့်ပဲပန်းတွေပွင့်တဲ့နှွေးရာသီရောက်တာနဲ့အေးခဲနေမဲ့စောင်းရာသီအတွက်အစားအစာတွေကိုမနားမနေစူဆောင်းရပါတော့တယ်။တနေ့ကိုကီလိုမီတာရာနဲ့ချီခရီးနှင်ပြီးမြက်ချောက်တွေပန်းပွင့်လေးတွေကိုသူ့ရဲ့လိုင်ကူထဲမှာအသေးချာတိုးလောင်တက်ကြတာပါ။ဒါပေမဲ့ဒီလိုအစားအစာရှာဖွေရတာဟာထင်တလောက်မလွယ်ကူပါဘူး။တောခွေးလိုမျိုးအသားစားတတ္တဝါတွေရဲ့အန်ဒီရဲ့ကလည်းအမြဲတမ်းချောင်းမြောင်းရတတ်ပါတယ်။အခုဒီဗီဒီယိုလေးကပိုင်ကာမာလေးကိုကြည့်ကြည့်ပါ။သူကအယမ်းကိုဝီရိယကောင်းတယ်လို့အခွင့်အရေးကိုလည်းအတုံးချတတ်ပါတယ်။သူများစူဆောင်းထားတဲ့မြတ်ပုံတွေကနေခိုးယူသည့်အချိန်ချွေထားဖို့ကြိုးစားနေတာပါ။ဒါပေမဲ့ကန်ဆိုးချင်တော့သူ့ထက်ပိုကြီးတဲ့ရန်သူတစ်ယောက်ကစောင့်ကြိုးနေပါတယ်။သူခိုးယူနေတော့မှပဲမူလပိုင်ရှင်ရောက်လာလို့ထပ်ပေးယုံရှိတဲ့သူ့ရဲ့အစားအစာအပုံကြီးကိုတောင်စိတ်တကောင်ကအဝါစားနေတာကိုမြင်လိုက်ရတာပါ။တနွေလုံးပင်ပင်ပန်းပန်းစုထားသမျှဟာတခြားသူရဲ့ပါစက်ထဲကိုရောက်သွားတဲ့အခါပိုင်ကားလေးခမညာဘာမှမတတ်နိုင်ပဲအော်ဟစ်နေုံကလွယ်လို့ဘာမှမတတ်နိုင်ရှာတော့ပါဘူးတဘာဝတရားရဲ့လောကနေရာမှာဟာတခါတလေမှာအယမ်းကိုရက်ဆက်တတ်ပါတယ်ကိုယ်တိုင်ဘလောက်ပဲစူးစမ်းအားထုတ်ခဲ့ပါစီမမြော်လင့်ထားတဲ့အခက်အခဲတွေကကိုယ့်ရဲ့အောင်မြင်မှုကိုလွတ်ယူသွားတတ်ကြပါတယ်ဒါပေမဲ့အရေးကြီးတာကတော့ဆုံးရှုံးသွားလို့အော်ဟစ်နေုံနဲ့မပြီးပါဘူးရှေ့ဆက်ရှင်းစမ်းဖို့အတွက်အားပြန်ယူပြီးအစကနေပြန်ကြိုးစားကြရမှာပဲဖြစ်ပါတယ်။အခုလိုမျိုးတောရိုင်းတရိဆိုင်တွေရဲ့စိတ်ဝင်စားစရာအကြောင်းအရာတွေကိုဆက်လက်ကြည့်ရှုခြင်းရင်တော့ကျွန်တော်ရဲ့ page လေးကို like follow နေပြီးအားပေးနိုင်ပါတယ်။ကျွန်တော်ကတော့တင်ဆက်သူစောချင်းပါခင်ဗျာ။အားလုံးပဲတာယာတဲ့နေလေးဖြစ်ပါစေ။